နာမေကြီးမေကွန်းဒါထီးတော့အောက်မှာကောင်းမှုတော့ထီးတော့အောက်မှာလဲနှစ်စီးသာရှောင်လို့ရသလားလို့မေးထားတဲ့မေကွန်းကိုဖေယားကောဘကဥကိုကိုဦးနဲ့ဥခင်မှာတကယ်ဥခင်မှာဦးနဲ့ဥကိုကိုဦးတို့ကဖြေမှာဖြစ်ပါတယ်သူတို့ကပြောတာတော့အဲ့လောက်ကြီးတော့မရပါဘူးတဲ့အဲ့မဲ့ဒဇီးကတော့ကောင်းကောင်းလှည့်လို့ရနော်နှစ်စီးစီတော့မရဘူးဒဇီးကတော့တေချာပေါက်ရတယ်ကျေးဇူးတင်ဒီမှညက်ပါရင်ပါပေါ့ခင်ဗျာတပည့်တော်တို့ဒါမဲကြီးရတော့ညက်တွေပါလာတယ်ခင်ဗျာညက်တွေကိုရှေ့ကရနေရှိရလားဒီမှာခင်ဗျာဒီမှာဟုတ်ပြီကဲမိမိတို့ဒီဒီဝိပဿနာတန်ခါများဥစွာပထမဘာတော့ကိုထပ်တက်ပြီးတော့နေကစားတင်မှာဖြစ်ပါတယ်โอเคအကုန်လုံးရွှေပြားတွေပါဗျာဒီလိုရွှေပြားတွေကိုဆက်လက်ပြီးတော့ဒီမှာမိမိတို့ဒီဒီဝိပဿနာအကယ်ဒမီမှာတခါဥသူတော်တို့ရွှေပြားကတ်ဖွဲ့ရနေဆက်လက်ပြီးတော့ကတ်နေတာဒါရွှေပြားတွေဆိုတော့အောက်ကကြေးပြားပေါ်ရွှေပြားကတ်ပြီးတော့မိုးဆွဲထားတာပေါ့ This is real golden yeah upper level no it is near iron steel okay ဒါကတော့ဒါအထွတ်ထိပ်ပါဗျာ